တချို့လူတွေကမနက်ကနေထပြီးညနေဝှချုပ်တဲ့အထိအလုပ်ကြိုးစားကြတယ်ဒါပေမဲ့ကြိုးစားတဲ့လောက်အရာမထင်တာတွေဖြစ်တယ်ပိုပင်ပန်းလာတယ်ပိုပြီးစိတ်ဖိစီးလာတယ်ဒါပေမဲ့ပိုပြီးအဆင်မပြေလာဘူးတကယ်တော့ပြဿနာကမကြိုးစားနေလို့မဟုတ်ဘူးကျွန်တော်တို့သုံးနေတဲ့ပစိန်သုံးနေတာဖြစ်နိုင်ပါတယ်ညီမပြေထပ်ပိုင်းကရွာလေးတရာမှာကိုတက်နိုင်ဆိုတဲ့လေသမားတယောက်ရှိတယ်သူကရွာထဲမှာအလုပ်ကြိုးစားလုံးလို့ပြောလို့ရတယ်မနက်၄နာရီကြက်သွန်မိတာနဲ့လေလေးရောက်နေပြီမနက်တရာလှုပ်လိုက်တာနေဘူးတဲ့ဒီတစ်နေ့လုံးလှုပ်တယ်ညနေမိုးချုပ်ခန်းကြီးမှပြန်လာတယ်ဒါပေမဲ့သူကြိုးစားတော့အရာမထင်ဘူးအဆင်ပြေလာတယ်မတွေ့ရဘူးအမြဲတမ်းအကျွေးတွေပဲတူလာတယ်ဒါပေမဲ့ကိုတက်နိုင်အံ့ဩနေတာတစ်ခုရှိတယ်သူ့ဘေးရာခင်းကဥမဝင်းဆိုတဲ့လေသမားကြီးကအလုတ်သိမ့်မလုပ်တယ်လို့ပဲနေဘူးချင်းဆိုလဲအပင်ရိပ်မှာထိုင်ပြီးလက်ဖက်ရည်လေးတောင်းနေတယ်လက်ဖက်လေးစားနေတယ်ဒါပေမဲ့သူ့ရာခင်းရဲ့တင်းညံ့ထက်တော့သူ့ထက်2ဆလောက်ကောင်းတယ်အဲ့ဒီတော့ကိုတက်နိုင်ရဲ့စိတ်ထဲမှာငါဒီလောက်ကြိုးစားနေတာတော့ဘာလို့မအောင်မြင်နေတာလဲငါကံမကောင်းတာလားဆိုတဲ့မိကုံကသူ့ကိုနေ့တိုင်းနှိပ်စက်နေတယ်တနေ့မှာတော့သူတို့ရွာတွေအလုံးမိုးတွေခေါင်သွားတယ်လေတွေချောက်လာတယ်ရေရှားလာတယ်ကိုတက်နိုင်ကအဲ့တော့အလုပ်တွေဒီထက်မှကပိုပြီးလုပ်ရတော့တယ်မနက်3နာရီထားတယ်ရေတွင်းကနေရေပုံးတွေခောက်ခါတဲပြီးတော့ရေတွေလောင်းတယ်တက်ရက်တယ်မဟုတ်ဘူးနေ့တိုင်းပဲသူထင်တာကသူပိုကြိုးစားမယ်သူပိုလှုပ်မယ်ဆိုလို့ရှိရင်ရလက်တွေပိုကောင်းလာလိမ့်မယ်လို့ပေါ့ဒါပေမဲ့တနေ့မှာသူရမ်းပင်မှန်းပြီးလေထဲမှာလဲကျသွားတယ်ဒီတော့ရွာစည်းကမ်းကဆရာမကသူ့ကိုပြောတယ်ကိုတက်နိုင်ခမည်းဒီတိုင်းဆက်သွားနေခမည်းလေမပြတ်ခင်ခမည်းပြတ်သွားလိမ့်မယ်အဲ့ဒီမှာကိုတက်နိုင်အရှိမထိုင်ပြီးစိတ်မကောင်းဖြစ်တယ်သူ့မျိုးသမီးကသူ့ဘေးနားထိုင်တဲ့ချိန်မှာသူကစကားတစ်ခုပြောလိုက်တယ်တခါတလေအလောက်ကျိုးစားတာကလည်းအဖြစ်မဟုတ်ဘူးနော်နောက်တနေ့မှာကိုတက်နိုင်ကဦးမောင်ဝင်းအိမ်ကိုသွားလေတယ်ဦးလေးဘာလို့ကျွန်တော်ထက်ဦးလေးကြတော့အလုံးမပင်ပန်းပဲရလက်တွေကပိုကောင်းရတာလေဦးမောင်ဝင်းကဘာမှမပြောပဲအိမ်နောက်ပြီးတဲ့တစ်ချက်ဝင်သွားတယ်ပြီးတော့ပစိန်နှစ်လက်ယူပြီးထွက်လာတယ်တစ်ချောင်းကဟောင်းနေပြီတုံနေတယ်တစ်ချောင်းကတော့ဟောင်းနေပေမဲ့ထက်တယ်ပြီးတော့ဦးမောင်ဝင်းကပစိန်နှစ်လက်ကိုအလှည့်ကျတက်တာတုံးကိုခုပြတယ်မထက်တဲ့ပစိန်ကတက်တုံးကိုခောက်ခါခုတ်ပေမဲ့မပြတ်ဘူးထက်တဲ့ပစိန်ကတော့အနှဲငယ်ခုတ်တော့ပြတ်သွားတယ်အဲ့ဒီမှာဦးမောင်ဝင်းကပုံပြီးပြုံးပြီးပြောတယ်မင်းကတနေ့လုံးခုတ်နေတာပစိန်အသုံးကြီးနဲ့ကိုမင်းကပစိန်ကိုတွေးဖို့မှအချိန်မယူတာလို့ပြောတယ်ဦးမောင်ဝင်းကဆက်ပြောတယ်ပထမအားထုတ်မှုထက်စနစ်ကပိုရေးကြည့်တယ်ကွာရေကိုပုံနဲ့တင်နေမဲ့စာရေပိုက်စင်တင်တယ်ဒုတိယချက်အများကြီးလောက်တာထက်အရေးကြီးတာကိုပဲပို့လုပ်တဲ့တယ်တင်းနဲ့5မျိုးစိုက်ပြီးအားလုံးမကောင်းတာထက်တင်းနဲ့2မျိုးလိုက်ကိုပဲတေချာခယူသက်စိုက်ပြိုတဲ့တယ်တတိယချက်နားနေတာကပြင်းနေတာမဟုတ်ဘူးမနားတဲ့နွားတွေကလေကိုကြမထွန်နိုင်ဘူးလေကွာအဲ့ဒီနေကစားပြီးကိုတက်နိုင်ရဲ့အလုပ်လုပ်ပုံတွေပြောင်းလာတယ်ရေပိုက်စနစ်တွေတက်ဆင်လာတယ်အလုပ်ကိုလည်းအချိန်နဲ့စနစ်တကျခွဲလုပ်တယ်အရေးကြီးတဲ့တင်းနှံကိုပဲအာယုံစိုက်ပြီးစိုက်ပြူတယ်ညနေစောပြန်တယ်မိသားစုနဲ့ထမင်းလက်ဆောင်စားတယ်သူ့မျက်နှာမှာအရင်လိုပင်ပန်းနေတဲ့ရိပ်ရောင်တွေမမြင်ရတော့ဒီလိုနဲ့6လကြာတော့ကိုတက်နိုင်ရဲ့လေကလည်းအရင်ထက်တင်းနှံတွေပိုထွက်လာတယ်ပိုကောင်းလာတယ်ဒါပေမဲ့သူအရင်လိုတော့အလုပ်အချိန်အရန်မများတော့ဘူးတနေ့ကျတော့ဥမဝင်းနဲ့စုံပြီးပြောကြတယ်မောင်တက်နိုင်မင်းကအခုတော့အလုပ်လုပ်တတ်သွားပြီပေါ့နော်ဟုတ်ပါတယ်မိတ်ဆွေတို့လူတချို့ကဘဝတစ်လျှောက်လုံးတုံးနေတဲ့ပစိန်ကြီးနဲ့ခုန်နေကြတာပိုကြိုးစားလေးပိုပင်ပန်းလေးပါပဲတခါတလေကြာရင်ကျွန်တော်တို့လူချင်တဲ့အရာတွေကိုရဖို့အတွက်ကျွန်တော်တို့
ပို့အလုံးလုံးနေလို့မရဘူးကျွန်တော်တို့ရက်ပြီးတော့ကျွန်တော်တို့ရဲ့ပတ်စိန်တွေကိုကျွန်တော်တို့ရဲ့စကေးတွေကျွန်တော်တို့လောက်ကင်နေတဲ့စနစ်တွေကျွန်တော်တို့ရဲ့တွေးခေါ်ပုံတွေကိုဒီထက်ပိုထပ်တွေးဖို့ပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အခုလိုစိတ်ဝင်စားစရာစိတ်အားတက်စရာပုံပြင်လေးတွေဇက်လန်လေးကိုပုံမှန်တက်ဆက်ပေးနေတဲ့ဒီ Wisdom Group Channel လေးကို like and subscribe လုပ်ပြီးအားပေးသွားနိုင်ပါတယ်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုအသစ်တွေနဲ့ပြန်လာခဲ့ပါမယ်